ထိုင်းကမ္ဘောဒီးယားပြည်ပခရေလမ်းကြောင်းပိတ်ဆို့မှုနဲ့စီးပွားရေးရိုက်ခတ်မှုထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်အရေးကစစ်ရေးတင်းမာမှုတွေထပ်ပိုလာပြီးစီးပွားရေးကိုပါထိခိုက်မဲ့အခြေအနေရောက်နေပြီဆိုတာသိပါသလားအခုဆိုရင်ထိုင်းကကမ္ဘောဒီးယားစီလောင်စာစီနဲ့စစ်အထောက်ပံ့တွေမရောက်လာအောင်ပင်လယ်ရေလမ်းကြောင်းတွေကိုပါပိတ်ဖို့စီစဉ်နေပြီဆိုတော့ဒီလောက်ရကဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုတော့ကိုဆွေးနွေးကြည့်အောင်ပါထိုင်းကဘာတွေလုပ်နေလဲရေကြောင်းပိတ်ဆို့မှုအသေးစိတ်ထိုင်းနိုင်ငံကကမ္ဘောဒီးယားရဲ့စစ်ရေးစွမ်းရည်ကိုဓာတ်ရိုက်ထိခိုက်စေမဲ့ဖိအားပေးမှုတွေကိုစတင်နေပါပြီ။ထိုင်းပင်လယ်ကွေ့အတွင်းမှာရှိတဲ့အရေးကြီးတဲ့ရေလမ်းကြောင်းတွေကိုရွှေ့ချယ်ပြီးကန့်သတ်ပိတ်ဆို့ခြင်းတွေကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီလမ်းကြောင်းတွေဟာအိန္ဒိချင်းကမ္ဘောဒီးယားရဲ့အဓိကစိတ်ကမ်းတွေကိုကုန်ပစ္စည်းတွေပို့ဆောင်ရမှာအသုံးပြုရတဲ့မရှိမဖြစ်လမ်းကြောင်းတွေဖြစ်ပါတယ်။ကမ္ဘောဒီးယားရဲ့စိတ်ကမ်းတစ်ဝိုက်ကိုအန္တရာယ်ရှိရေပြင်အဖြစ်သတ်မှတ်ခြင်းဖြင့်နိုင်ငံတကာအာမခံကုမ္ပဏီတွေဟာအဲ့ဒီဒေတာကိုတွာလာမဲ့တင်မောတွေအခါအာမခံကြီးတွေကိုအစမတန်မြင့်တင်သွားမှာဖြစ်ပါတယ်။ဒါကနိုင်ငံတကာရေကြောင်းလိုင်းတွေနဲ့တင်မောပိုင်ရှင်တွေကိုကမ္ဘောဒီးယားစိတ်ကမ်းတွေတို့တွားရောက်ခြင်းကနေတွယ်ဝိုက်သောနီလန်နဲ့တားဆီးရာရောက်ပြီးကုန်စည်စစ်ဆေးမှုကိုတည်ရတာနှိကွေးစီမှာဖြစ်ပါတယ်။အဓိကအဖြစ်ထိုင်းမှာမတ်ပုံတင်ထားတာဒါမှမဟုတ်ထိုင်းကုမ္ပဏီတွေပိုင်ဆိုင်တဲ့ရေယာဉ်တွေကိုလောင်စာဆီနဲ့စစ်သုံးပစ္စည်းတင်ပို့ခြင်းကနေတားဆီးသွားမှာဖြစ်ပါတယ်။ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကဒီအစီအမံကိုအရေးပေါ်အဖြစ်သတ်မှတ်ဖို့အမျိုးသားလုံခြုံရေးကောင်စီ NSC ကိုတောင်းဆိုထားပါတယ်။ NSC ရဲ့အတည်ပြုချက်ရတာနဲ့တပြိုင်နက်ထိုင်းရေကြောင်းတည်ယူပို့ဆောင်မှုကျန်းမာရေးဌာနကလောင်စာဆီနဲ့73ပစ္စည်းကန့်သက်ရေးဆိုင်ရာစီမင်းတွေကိုချက်ချင်းထုတ်ပြန်အကောင့်ထဲပေါ်သွားမှာဖြစ်ပါတယ်။လောင်စာဆီပိတ်ဆို့မှုကကမ္ဘောဒီးယားကိုဘယ်လိုထိခိုက်မလဲ။လောင်စာဆီဆိုတာတိုင်းပြည်ရဲ့သွေးကြောလိုပါပဲဒီလမ်းကြောင်းပိတ်ဆို့တာဟာကမ္ဘောဒီးယားအတွက်ဗတ်ပေါင်းဆောင်ကနေပြဿနာဖြစ်စေပါလိမ့်မယ်။နံပါတ်1စစ်ဘက်ဆိုင်ရာထိခိုက်မှုများစစ်တပ်သုံးရင်တွေတင့်ကားတွေရေယာဉ်တွေနဲ့လေကြောင်းဆိုင်ရာလုပ်ငန်းတွေအတွက်လောင်စာဆီလိုအပ်ချက်ပြင်းထန်စွာကျဆင်းလာပါကနယ်စပ်တစ်လျှောက်စစ်စင်ရေးစွမ်းရည်ကိုလျင်မြန်စွာထိခိုက်စေမှာပါစစ်ပွဲအတွင်းစစ်ကူတွေနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်ဖို့ရင်တွေကိုလောင်စာဖြစ်တင်းနိုင်မှုရော့ကျလာပါလိမ့်မယ်စစ်ရေးလှုပ်ရှားမှုတွေကင်းလဲမှုတွေနဲ့လေ့ကျင့်မှုတွေရှော့ချရမယ့်အခြေအနေဖြစ်လာနိုင်ပြီးထိုင်းရဲ့ချင်းချောက်မှုကိုရင်ဆိုင်ဖို့အတွက်ပုံမူခက်ခဲလာပါမယ်နံပါတ်2စီးပွားရေးနဲ့ပြည်သူ့ဘဝထိခိုက်မှုနိုင်ငံထဲကိုဝင်လာမဲ့လောင်စာဆီရော့သွားတဲ့အခါပြည်တွင်းမှာဈေးနှုန်းတွေအကြီးအကျယ်မြင့်တက်လာပါလိမ့်မယ်ဒါကစားတောက်ကုန်အပါအဝင်အားလုံးရဲ့ဈေးနှုန်းတွေတက်တဲ့ငွေကြေးဖောင်းပွားမှုကိုဖြစ်စေပြီးပြည်သူတွေရဲ့နေထိုင်မှုစရိတ်ကိုဓာတ်ရိုက်ရိုက်ခတ်ပါလိမ့်မယ်စက်မှုလုပ်ငန်းစိုက်ပျိုးရေးနဲ့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေထရက်ကားတွေကားတွေစက်ယန္တရားတွေဟာလောင်စာဆီပြတ်တောက်မှုကြောင့်ရက်ဆိုင်လိုနေပါဖြစ်လာနိုင်ပါတယ်စိတ်ကမ်းတွေကိုအန္တရာယ်ရှိရေပြင်အဖြစ်ကြီးညာခံရပါကကုန်ပစ္စည်းတင်သွင်းမှုနဲ့ပြည်ပသို့တင်ပို့မှုတွေအကြီးအကျယ်ထိခိုက်ပါလိမ့်မယ်ကမ္ဘောဒီးယားရဲ့လျှက်စစ်ထုတ်လုပ်ရေးမှာဒီဇယ်ဒါမှမဟုတ်တဘာဝတက်ငွေ့ကိုအသုံးပြုတဲ့ဓာတ်အားပေးစက်ရုံတွေရှိမယ်ဆိုရင်လောင်စာဆီပြတ်တောက်မှုကလျှက်စစ်မီပြတ်တောက်မှုကိုဖြစ်စေပြီးစက်ရုံအလုပ်ရုံတွေနဲ့မြို့ပြလုပ်ငန်းတွေကိုထိခိုက်စေနိုင်ပါတယ်ဒီပိတ်ဆို့မှုကကမ္ဘောဒီးယားကိုစစ်ဆက်ဆွေးနွေးပွဲစပွဲတို့တွန်းပို့နိုင်မှာလားထိုင်းရဲ့ရေလမ်းကြောင်းပိတ်ဆို့ဖို့စီစဉ်ခြင်းနဲ့လောင်စာဆီဖျက်တောက်တဲ့နေဖြူဟာကကမ္ဘောဒီးယားရဲ့စစ်ရေးနဲ့စီးပွားရေးတည်ငြိမ်မှုကိုဗတ်ရိုက်ထိခိုက်စေမဲ့အလွန်ပြင်းထန်တဲ့ဖိအားပေးမှုတစ်ခုဖြစ်ပါတယ်ဒီစီးပွားရေးဖိအားပေးမှုကလက်ရှိပြည်ပခါကိုစစ်မြေပြင်ကနေဆွေးနွေးပွဲစပွဲတို့ရောက်ရှိစေမဲ့အလဲအပြောင်းဖြစ်လာနိုင်ပါသလားဒီလိုအရေးပါတဲ့အခြေအနေမှာကမ္ဘောဒီးယားအနေနဲ့လောင်စာဆီလိုအပ်ချက်ကိုဖြည့်ဆည်းဖို့တခြားဘလို့လမ်းကြောင်းတွေဒါမှမဟုတ်မိဖက်နိုင်ငံတွေကိုအားကိုးလာနိုင်မယ်လို့တင်ထင်ပါသလားပြည်သက်တွေရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာမျှဝေပေးခဲ့ကြပါအောင်ခင်ဗျာ